ဇလန်ရဲ့အစမှာတော့နာမည်ကြီးဘောလုံးသမားတယောက်ကိုတွေ့ရပါတယ်။သူဂိုးသွင်းတိုင်းအမှတ်ကောင်းတွေရနေရကြောင်းလေသူ့ကိုယ်သူရွှေချောက်လို့တင်စားထားပါသေးတယ်။သူ့အဖွဲ့ဝင်ဟန်ကတော့သူ့ကိုအမြဲအနိုင်ကျင့်နေရှိပြီးတော့တရက်မှာတော့ပြိုင်ပွဲရှုံးအောင်ဆော့ဖို့ပြောလာပါတယ်။ငွေနဲ့ကန်လန်းတာကြောင့်ငွေလိုချင်တဲ့စိတ်နဲ့ရွှေချောက်လေးလက်ခံလိုက်ပြီးတမင်တကာဂိုးမဝင်အောင်ကံပြစ်ခဲ့ပါတယ်။ပွဲပြီးမှာပြည်သက်တွေအားလုံးစိတ်ဆိုးသွားကြပြီးကွင်းထဲကိုဝင်လာရောမကဘဲနဲ့သူ့ကိုရိုက်နှက်ကြပါတယ်။ရိုက်နှက်ခံနေရချိန်မှာခြေထောက်ကိုထိခိုက်ပြီးတော့ရွှေချောက်ကျိုးသွားပါတယ်။စီစဉ်ထားလို့ဖြစ်လာတာကြောင့်တစ်ဖက်မှာဟမ်ကပျော်ရွှင်နေပါတယ်။ရွှေချောက်မရှိတော့တဲ့ချိန်ကစပြီးတော့ဟမ်ကနာမည်အကျော်ကြားဆုံးနီးပြတယောက်ဖြစ်လာခဲ့ပါတယ်။ဒုက္ခိတရွှေချောက်ကတော့ဟမ်စီမှာအကူအဖြစ်အလုပ်ပြန်လုပ်နေရပါတယ်။ဟမ်ကရွှေချောက်ကိုနေတိုင်းလူရှိသူရှိမှအဆက်ခွဲပြီးတော့လက်စားချေပါတယ်။ရွှေချောက်ကသူ့ကိုတစ်ခါလောက်နီးပြလုပ်ခွင့်ပေးဖို့ဟမ်ကိုတောင်းဆိုပါတယ်။ဟမ်ကိုလက်မခံတဲ့ပြင်ရွှေချောက်ရဲ့အရေးချင်းအောင်မှာဖဲ့ပြီးအခုဆိုရင်ဒုက္ခိတတယောက်ထက်မပိုဘူးလို့အောင်ပြောပါသေးရဲ့။ရွှေချောက်လည်းဒေါသဖြစ်ပြီးတော့အရာအားလုံးအတွက်ဟမ်ကိုအပြစ်တင်ပါတယ်။အခုချိန်သူဘာပြောဘယ်သူမှရွှေချောက်ကိုယုံမေးကြမှာမဟုတ်ပါဘူး။ဒါအပြင်အနာကိုစားသိတဲ့အနေနဲ့လူတွေကိုပတ်စံပေးပြီးတော့သူ့ခြေထောက်ကိုတမင်တကာချိုးခိုင်းတာဖြစ်ကြောင်းဟမ်ကဝန်ခံခဲ့ပါတယ်။စိတ်ပြက်လက်ပြက်နဲ့အကူအညီမဲ့နေတဲ့ရွှေခြေထောက်ကလမ်းပေါ်လျှောက်သွားနေရင်မှဘောလုံးဝဲတစ်ခုကိုတွေ့သွားပါတယ်။အရင်ကနေရက်တွေကိုပြန်ကြည့်ရပြီးတော့ဝမ်းနေတော့မှပဲသူတယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။သူလက်ကြည့်လိုက်တော့အမိုက်အိတ်တွေပေါ်ကိုခြေထောက်ဆန့်တင်ထားတဲ့ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ပါတယ်။ရုပ်ရှင်ဆက်ဆံထားခုံများရဲ့သူကိုကြည့်ပြီးရွှေခြေထောက်လည်းမြင်ရောင်ချင်းရရဲ့မြင်ရောင်နေပါတယ်။တစ်ဖက်ကကောင်ကတော့သူ့ကိုယ်သူစင်းလို့မိတ်ဆက်ပြီးကွန်ဖူးဝါနာရှင်တစ်ယောက်ဖြစ်ကြောင်းပြောပါတယ်။ရွှေချောက်ကိုလည်း business ကတ်လို့မထင်ရလောက်အောင်စုပ်ပြတ်တက်နေတဲ့ရေးနဲ့ business ကတ်ကိုပေးပါရဲ့။ပြီးရနဲ့ကွန်ဖူရဲ့အသုံးဝင်ပုံတွေကို agent ဆက်ဆံရှင်းပြရလို့ကွန်ဖူတက်တဲ့လူပိုင်းရဲ့နေ့စဉ်ဘဝကပို့ပြီးတော့အဆင်ပြေလာမယ့်အကြောင်းကိုငါပြောကုန်တက်နေမိပြီးချော်လဲသွားရဲ့အမျိုးသမီးတယောက်ကိုဥမာပေးပြီးပြောပါရဲ့။ရွှေချောက်ကဟာတာလာလုံးနေထင်ပြီးတော့ sim ကိုဘူးကုံနဲ့ပိတ်ပေါက်ပါရဲ့။ sim ကဘူးကုံကိုမျက်စိတမိတ်တွင်အဝေးလွင်တော့ပိတ်ကန်ပြလိုက်ပါရဲ့။ရွှေချောက်ကယုံကြည်မရှိသေးပါဘူး။ဒါကြောင့်လမ်းခွဲပြီးထွက်လာခဲ့ပါရဲ့။စင်မကသူ့စွမ်းအောင်ပြဖို့လက်မလျှော့သေးပဲအမိုက်ပေါ်မှာရေခဲသားကိုရွှေ့ပြီးလူတယောက်ကိုအောင်ကူညီပေးလိုက်ပါသေးရဲ့အမိုက်ကောက်လို့ရလာတဲ့ပတ်စံကိုယူပြီးတော့စားတော့ဆိုင်ကနေပါမုတ်ဝယ်ဖို့သွားပါရဲ့မြူဝီဆိုရဲ့မိန်းကလေးတယောက်ပါမုတ်ကိုတိုင်းပညာနဲ့လုပ်ပြနေအောင်တွေ့တော့စင်တန်တော်ကြည့်နေလိုက်ပါရဲ့မြူဝီပါမုတ်ကိုလေထဲပစ်ပြီးတော့အိုးကိုပါလက်ပလာနဲ့ပြန်ဖမ်းပြပါရဲ့စင်မလဲရှိလောက်ပတ်စံလေးနဲ့ပါမုတ်ဝယ်နိုင်ဖို့မြူဝီကိုလှရည်လို့ချီကျူးပြီးတော့ easily ရိုက်ပါတယ်ဒါပေမဲ့မြူဝီကစင်အခွက်ကိုမမိပါဘူးဘာမှမယောင်းပေးရကြောင်းမတတ်နိုင်တဲ့ဆုံးစင်ကသူ့ဖက်နှက်ဆုပ်ကိုအပေါင်ထားပါရဲ့ဘသူမဆိုအဲ့လိုဖက်နှက်ဆုပ်ကိုလာပေါင်ရင်ပြစ်ဖို့အတွက်ပဲပတ်စံပြန်ပေးမိပါပါနောက်ဆုံးအကွက်အနေနဲ့စင်ကတချင်းဆိုပြပါရဲ့သူ့တချင်းကြောင့်လမ်းမှာရှိတဲ့လူတွေပါသူနဲ့ပေါင်ပြီးဥကြောင်ကြောင်ဝင်ကကြပါရဲ့စားတော့ဆိုင်ပိုင်ရှင်အပြင်ထွက်လာပြီးတော့မောင်းထုတ်တော့မှဒိုးကရက်သွားပါရဲ့စင်ကအခွင့်ကောင်းယူပြီးတော့ပတ်စံမရှင်းမဲ့ထွက်ပြေးသွားလို့သူ့ဖက်နှက်ဆုပ်ကိုလည်းထားခဲ့ပါရဲ့မြူဝီလည်းဖက်နှက်ကိုစင်မစာအမိုက်ထဲကိုပစ်လိုက်ပါတော့ရဲ့နောက်တော့ကလပ်တစ်ခုကိုသွားပြီးတော့သူ့ရဲ့ကွန်ဖူအုပ်ကိုတန်မဏိခေါင်းဆိုသူကိုစင်သွားရှာပါရဲ့ရှောင်းလင်ကွန်ဖူးဆိုတဲ့အကောက်တချင်းဆိုဖြောပြီးနမဲကြီးသွားမယ်လို့မဲဆွဲနေပြန်ပါပြီ။တန်မဏိခေါင်းကတော့နားမထောင်မင်းနဲ့စင်ကိုထွက်သွားဖို့နဲ့သူ့အိမ်မက်ကိုလည်းလက်လျှော့လိုက်ဖို့ပြောပါရဲ့။အခုဆိုအိမ်မက်နောက်လိုက်နေရင်းနဲ့စင်မှာစီးစရာဖက်နှက်တော့မရှိတော့ပါဘူး။ရုပ်တရက်တစ်ထည့်ရောက်လာပြီးတော့တန်မဏိခေါင်းကိုအလုပ်ပြန်လုပ်ဖို့ပလင်းနဲ့ရိုက်ပြီးတော့ပြောပါရဲ့။တစ်ထည့်ကိုအထင်ကြီးအောင်လုပ်ချင်တာနဲ့ပဲတန်မဏိခေါင်းကစင်ကိုဖျော်ပြဖို့ပြောလိုက်ပါရဲ့။တစ်ထည့်ကနောက်တစ်ခါပလင်းနဲ့ရိုက်ပြီးတော့တန်မဏိခေါင်းမှာအတူဖျော်ပြဖို့ပြောပါရဲ့။ညီကိုနှစ်ယောက်စင်မော်တက်ပြီးဖျော်ပြီးတော့ဖောက်တယ်အကုန်စွန့်အားကုန်ပါရဲ့ခဏကြာတော့စင်မော်တက်လာပြီးတော့တောင်းမြင်ကက်ကက်နဲ့ရိုက်ကြပါတော့ရဲ့စင်မလဲပြန်ချခြင်းပဲသူ့ကိုအလုပ်ပြုတ်မှဆိုလို့ငြိမ်ခံနေလိုက်ရပါရဲ့အပြင်မှာသေးပေါက်နေတဲ့ရွှေချောက်ကနယံကြားညက်နေတဲ့ဘီယာဘူးကုံတစ်ခုကိုတွေ့သွားပါရဲ့တွားကြည့်တော့ခုနစင်ကန်လိုက်တဲ့ဘီယာဘူးကုံဖြစ်နေပါရဲ့ဘူးကုံနယံကြားဆွဲထုတ်ရင်းနဲ့နယံမှာပြုတ်ကျသွားပြီးတော့နယံရဲ့တစ်ဖက်မှာရံဖြစ်လို့နီးပါဖြစ်နေတဲ့စင်နဲ့ကလတ်ကဖောက်တွေကိုတွေ့သွားပါရဲ့စင်ကဂန်စတာအဖွဲ့ကိုသူ့ကိုစော်ကားခဲ့တဲ့အတွက်တောင်းပန်ဖို့ပြောပါရဲ့တစ်ဖက်ကရီမောပြီးစင်ကိုတိုက်ခိုက်ကြပါရဲ့အစာအိမ်မှာစင်ကအားထုတ်ပြအောင်ကလွဲပြီးတော့တကယ်မချမိအောင်ထိန်းထားပါရဲ့ဒါမဲ့တစ်ဖက်အကောင်တွေကစင်ကိုတတိလက်လို့တိုက်ခိုက်နေကြတော့မှာပဲစင်လည်းဘေးရဘောလုံးကိုတကောင်စီတက်ချိန်ပြီးတော့ကန်ပေးလိုက်ပါရဲ့ထိရဲ့ကောင်ကတော့လေဘော်လင်းထွက်သွားရဲ့ထိပါပဲထိသွားမိမယ်အစာအိမ်မှာစင်ပြေထင်နေကြပါသေးရဲ့မကြခင်မှာပဲရုပ်တရက်ထရမှာရောရဲ့စင်လည်းဘောလုံးကိုစက်ကန်ပါရဲ့နယံအကောင်ကွေးတွေလည်းကွာကုန်လို့ဂန်စတာတွေလည်းတကောင်မိတကောင်လေဘော်ပြန်ကုန်ပါရဲ့ကြာတော့စင်ကိုကြောက်လန့်လာကြပြီးတော့တောင်းပန်ကြပါရဲ့ဂန်စတာကိုနိုင်သွားပေမဲ့သူ့ကွန်ဖူစွမ်းကိုနမဲကြီးအောင်မလုပ်နိုင်တာကိုစင်ကဒေါသဖြစ်နေတော့မှစိတ်ပြက်လက်ပြက်နဲ့လမ်းဘေးမှာထိုင်ပြီးတော့မစ်ရှိတ်တောက်နေတော့ရွှေချောက်ကရောက်လာပါရဲ့စင်ချောက်ကိုတခြားကြည့်ဖို့ပြောလာပေမဲ့စင်ကတော့ဘလို့မှမနေပါဘူးစင်ရဲ့အလားလာရှိရဲ့စွမ်းရည်ကိုရွှေချောက်လည်းတတိထားမိသွားပါရဲ့ဘောလုံးကန်တင်းတယ်လို့အကြံပေးရောစင်မလဲသူ့စွမ်းရည်ကိုထုတ်ပြနိုင်မှာကြောင့်ရွှေချောက်ကိုတင်ပေးဖို့ပြောပါတော့ရဲ့ရွှေချောက်ကအနည်းဆုံးဖက်နှက်စုံတော့ရှိရမယ်လို့ပြန်ပြောပါရဲ့စင်မလဲမြူဝီစီသွားပြီးတော့ဖက်နှက်တောင်းပါရဲ့မြူဝီကတော့စုပ်ပြက်နေပြီမို့လွတ်ပစ်ပြီးနေပါပြီစိတ်ပြက်လက်ပြက်နဲ့ထွက်သွားဖို့လုပ်တော့မှာပဲမြူဘီကနောက်ကနေလှမ်းခေါ်ပြီးဖနက်ကိုပြန်ပေးပါရဲ့ဖနက်ကိုပြန်ချုပ်ပေးထားရဲ့ပြင်စတစ်ကာတစ်ခုအောင်ကတ်ထားလိုက်ပါသေးရဲ့စင်မလဲပျော်ပျော်ကြီးကိုပြုံးမိသွားပါရဲ့ပြီးရနဲ့ကွန်ဖုန်းညီနောင်နေစီကိုသွားပြီးတော့သူ့အသင်းမှာဝင်ပါဖို့မိတ်လိုက်ဆွဲပြန်ပါရဲ့စင်ကသူ့အိမ်မက်နောက်ပဲလိုက်နေချိန်မှာသူ့အကိုကြီးမှလည်းကိုပိုင်ပြဿနာကိုပိုင်အကြောင်းပြချက်ရှိနေကြတော့မှာပဲ
သူ့ဆရာကြီးဆုံးသွားပြီးကြတဲ့ကသူ့ဘဝရဲ့ပိုပြီးခက်ခဲလာပါတယ်ဒီလိုနဲ့တထားရဲ့ပညာတွေကိုထုံမသုံးပြကြတော့ပါဘူးဒါကြောင့်သူ့စွမ်းရည်တွေပျောက်ဆုံးနေတာနှစ်ချီကြာခဲ့ပါပြီချောင်းမြောက်ညီနောင်ကတော့ပေါ်ပါထွက်လာပြီးတော့အရင်ကပြန်နိုင်ခဲ့ပေမဲ့လက်ရှိမှာတော့လမ်းလျှောက်တိုင်းကိုလဲကျနေတဲ့လူသားမျိုးပါအဆုံးမှာစင်တယောက်မဲဆွေရမအောင်မြင်ခဲ့ပုံပါပဲဒါပေမဲ့စင်ပြောခဲ့တဲ့စကားလုံးတွေကသူတို့အားလုံးရဲ့အတိတ်ကိုပြန်ပြီးတော့အမှတ်ရလာစေပါတယ်ဒီလိုနဲ့ညီကိုရဲ့အားလုံးကြောင်တောင်ဆိုင်မျိုးစုံနဲ့ခေါင်မိုးထိပ်မှာစုံကြပါတယ်လေ့ကျင့်ရင်စင်မို့အတွက်အစင်းနှင်းဖြစ်နေကြပါပြီသူတို့လေ့ကျင့်ရအောင်ချောမွေ့မနေပါဘူးဘောလုံးကိုစင်မိုးပေါ်မြောက်ပြီးကန်လိုက်ရတာနေဘယ်အထိရောက်တယ်မသိကြပေမဲ့ပြန်ကြလာအောင်ပဲ2 နာရီလောက်စောင့်လိုက်ရပါတယ်ဒါနဲ့တင်အစင်မပြေမှုကစလာပါတယ်ရွှေချောက်ကစင်မြက်အားကိုထိမ့်ဖို့ပြောပါတယ်လေ့ကျင့်မှု6မြောက်ညီနောင်ရဲ့ကြက်ဥကိုယူပစ်ပေးပေမဲ့စင်6နဲ့ထိရနဲ့ကွဲသွားပါတယ်စားမလို့ကြံနေတဲ့6မြောက်ညီနောင်လေးဒေါ်ဒီပွားပြီးကြံတာလေးကိုအပြေးလာစားပါဦးကျောက်လုံးတွက်ငိုယိုနေတဲ့သူ့ကိုဝိုင်းဆွဲကြရပါသေးရဲ့ရွှေချောက်ကနောက်လုံးပစ်ပေးပါတယ်စင်မြက်ဘောင်းဝီမှာကွဲပြီးတော့ပေကုန်ပြန်ပါတယ်စင်မလဲဟိုဝမ်းမာသားလေးကိုလန့်ပြီးတော့တတိယကိုရဲ့ပါဇက်ထဲပစ်ထည့်ပေးလိုက်ပါတယ်မစီမဆိုင်တတိယကိုပါ6မြောက်ညီနောင်ရဲ့အသင်းအာဓမပြန်လူအောင်ခံရပါတော့စင်မလဲကျောက်ကိုတုံးပြီးတော့ထက်လေးကျင်ပါတယ်ထက်ကွဲရနဲ့တတိယကိုပါဇက်ထဲပဲထက်ပြီးတော့ပစ်ထည့်ပါတယ်တဖြည်းဖြည်းနဲ့လေ့ကျင့်ရအောင်တိုးတက်လာပါတယ်စင်ကဘောလုံးကိုထိတဲ့နေရာမှာတော်တော်တိုးတက်လာပါပြီတရက်မှာရွှေချောက်ကသူ့အဖွဲ့ကိုအခြားအဖွဲ့နဲ့ပြိုင်ခိုင်းပါတယ်တစ်ဖက်အဖွဲ့ကကစားရဲ့နေရာမှာထူးခြားရဲ့ကွက်တွေကြောင့်နာမည်ဆိုးနဲ့ကြော်ကြားနေပါတယ်ဖြစ်ချင်တော့တစ်ဖွဲ့လုံးအကောင်တွေကစင်မရန်ဖြစ်မှုရဲ့လူမိုက်အုပ်စုဖြစ်နေပါတယ်ပြိုင်ပွဲမစခင်ကတည်းကတစ်ဖက်အသင်းကောင်းဆောင်ရဲ့ဘောင်းမီရဲ့လက်နက်တွေထွက်လာပါတယ်ကြည်ယုံနေတဲ့ဘောလုံးကန်ရင်ပြဿနာဖြစ်တော့မှတေချာနေပါပြီပြိုင်ပွဲရဲ့အစမှာအရာရာတာမန်လိုပါပဲဒါပေမဲ့စင်မနိုဖွဲ့ရဲ့အကွက်တွေကိုကြည်ယုံနေတဲ့99J0 ဆိုတာကိုခံမှန်းလို့ရနေပါတယ်ဒါပေမဲ့ကြက်ကန်းဆန်ကိုတိုးပြီးတော့စင်မနိုအမှတ်ရအောင်မဲ့ချိန်မှာပဲပြောင်းလဲမှုကစလာပါတယ်တစ်ဖက်အသင်းအကောင်တွေကစင်ကိုကန်ချက်ဘောင်းဆောင်တွေကိုတိုက်ခိုက်ကြပါတယ်စင်နေမကပါဘူးတတင်းလုံးကိုဘယ်ရောညာကိုစုံတိုက်ခိုက်ပြီးတော့အဖြုတ်ခံနေရပါပြီဘောလုံးကွင်းကနေစစ်တလင်းဖြစ်သွားတာကိုမှတ်ရပါတယ်နောက်ဆုံးမှာဘောင်းမီတို့ထုံးမှချိတ်ပြီးတော့အရှုံးပေးကြောင်းကြေညာကြပါတယ်တစ်ဖက်ကကောင်နေတဲ့ဝိုင်းလောင်ပြီးတော့ရှုံးတာကိုပြရဲ့အနေနဲ့သူ့အောက်ခံဘောင်းမီကိုခေါင်းမှာစွတ်ခိုင်းလာပြန်ပါတယ်အကိုဖြစ်သူကခက်တွန်းတွန်းနဲ့ခေါင်းမှာစွတ်နေတော့တစ်ဖက်ကကောင်တွေကဝိုင်းလောင်ပြီးတော့စော်ကားကြပါတယ်ရုပ်တရက်စင်ကတခုခုကိုအာယုံခံပြီးရဲ့ဒီဇိုင်းနဲ့ရွှေချောက်ကိုသူ့ကိုပြန်လာပြီးတော့ပြောလိုက်ပါတယ်တကယ်လဲစော်ကားခံနေရတော့ခံပြီးရဲ့စိတ်ကတဆင်အကုန်လုံးရဲ့စွမ်းရည်တွေပြန်ပြီးတော့ပြူထွက်လာကြပါပြီတစ်ဖက်အသင်းကပြန်တိုက်ခိုက်ဖို့လုပ်ကြပေမဲ့လည်းဘလို့မှသွားတီးလို့မရတော့ပါဘူးညီကိုတယောက်ချင်းစီတိုင်းကတိုးရဲ့စွမ်းရည်မျိုးမျိုးထုတ်ပြပြီးတော့တစ်ဖက်အသင်းကိုတစ်ဖက်ပြန်ဖြုတ်ပါဦးတစ်ဖက်ကကောင်ဝင်တဲ့ဂိုးသမားကိုဖက်နက်တွေနဲ့ဝိုင်းပေါက်ပြီးတော့ဖြုတ်ဖို့ချမ်းပါတယ်ဂိုးသမားကလည်းဖက်နက်တွေအကုန်လုံးကိုလိုက်ဖမ်းပြီးတော့ Bruce Lee ကွက်နဲ့ပြန်ပစ်ပေါက်လိုက်တော့တစ်ဖက်ကကောင်ဝင်တဲ့လန့်ကုန်ပါတယ်စတင်တယောက်ဘောလုံးကိုဂိုးထဲတွင်းလိုက်ပေမဲ့လည်းဂိုးတိုင်နဲ့တိုက်မိပြီးတော့အမှတ်တမှတ်တော့မရလိုက်ပါဘူးဒါပေမဲ့သူ့ကိုယ်ပြန်လာတာကိုပဲဝမ်းသာအားရဖြစ်နေပါတယ်တစ်ဖက်ကသူမိုက်အုပ်စုပါလေသူတို့နဲ့အတူအဖွဲထဲပါခြင်းတို့တောင်းပန်ခဲ့ပြန်ပါတယ်ဒီအချိန်ဟန်ကလည်းအသင်းအသစ်ဖွဲ့ပြီးတော့အသင်းသားတွေရဲ့အခြေချင်းကိုရေရောက်ထဲဘောလုံးကန်ခိုင်းပြီးတော့စစ်ပါတယ်တကောင်ကန်လိုက်တာဆိုရင်ရေရီအောင်အုံးကနေထားပေါက်ခွဲရဲ့အထိပါပဲအဲ့ချိန်ဟမ်စီဖုန်းဝင်လာပြီးတော့ပြိုင်ပွဲရွှေချောက်တို့ဖွဲ့ဝင်ပါမဲ့အကြောင်းသတင်းပေးပါတယ်ဟမ်လည်းရွှေချောက်နဲ့သူ့အသင်းကိုတွားလိလာပြီးတော့အထင်ကြီးစရာရုပ်တွေမဟုတ်တာမလို့လှောင်ရည်မိပါတယ်နည်းနည်းလေးမှတုံလုံးစရာကောင်းမနေရကြောင်းတိုးအဆက်ခွဲရအောင်ကြည့်ရဖို့အတွက်ရွှေချောက်တို့အသင်းဝင်ခွင့်ရအောင်ဝင်ကြီးကောင်ကအစားအကုန်ခံပေးလိုက်ပါသေးတယ်ရွှေချောက်ကိုလည်းအားလုံးရှိမှအဆက်ခွဲကျင်တာကြောင့်သူ့ဖက်နှက်ကိုတုပ်ပေးခိုင်းမြန်ပါတယ်ရှောင်းလင်းညီနောင်တစ်ဖွဲ့လုံးရွှေချောက်အစားတုပ်ပေးဖို့လူကြရင်နဲ့ဟမ်ရဲ့ဖက်နှက်တစ်ဖက်ပါဆုံးရှုံးသွားပါတယ်စင်ကသူ့ဖက်နှက်ကိုပြင်ပေးရဲ့မြူဝီကိုပြန်ပေးဆက်နိုင်အောင်လို့အဝတ်ဆိုင်ဆိုင်ကိုခေါ်သွားပြီးတော့စောင်းဝေးကြည့်ခိုင်းပါတယ်မြူဝီကိုဒီထက်ပိုပြီးယုံကြည်မှုရှိစေခြင်းပြီးသူ့အလှကိုလည်းတကဘာလုံးမြင်အောင်ပြချင်ပါတယ်ဒါမဲ့ခက်ခဲဘဝကိုဖျက်ဆီးခဲ့ရတဲ့မြူဝီလည်းတကုံလုံးစုပ်ပြတ်နန်ဆောင်နေပြီးရှင်ကောင်နေအောင်မှဝိုင်းနေရတဲ့ဘဝမျိုးပါဘောလုံးပြိုင်ပွဲမှာဒါအနိုင်ရရင်သူအောင်မြင်တော့မှာမဟုတ်လို့မြူဝီနဲ့ထိုက်တန်သမျှတကဘာလုံးကအဝတ်စားရေးကိုဝယ်ပေးမယ်လို့အောင်မှပြောပါသေးရဲ့ဒါမဲ့လက်ရှိမှာတော့စိုင်ချမ်းမြေကိုတန်ရှင်းလုပ်ပေးမယ်လို့ဂတိပေးပြီးမှအပြန်အလှန်နေတဲ့မြူဝီကိုစိုင်နဲ့ခေါ်ပြရရဲ့ဘဝပါပထမဆုံးပြန်ရရဲ့ဖွဲ့ကိုရှောင်းလင်အဖွဲ့နိုင်မှုဆိုတာအသာလေးပါတစ်ဖက်ကကောင်တွေခင်ဗျမျက်စိတက်မိတ်တွေအတွင်းဘာဖြစ်သွားမှန်းအောင်မသိလိုက်ပဲနဲ့ထင်အောင်ထင်မှဖြစ်လာအောင်မှထင်မိကြရဲ့အထိပါပဲပြိုင်မဲ့အတင်းရနဲ့တိုးကိုကာကွယ်ဖို့မနှဲကြိုးစားရင်ပဲရှောင်းလင်အတွင်းဘလို့မှမတားရင်နဲ့ဆုံးတော့ကစားသမားရဲ့ကိုယ်အိမ်မှာဘောလုံးနဲ့တူဂိုးရဲ့ဝင်ကုန်ပါရဲ့စင်းမြင့်စကားတွေကြောင့်ဆရာတက်သွားတဲ့မြူကြီးကတော့ကြောက်စရာကောင်းတဲ့ရုပ်နဲ့ဂျော်ကေဂျိုကြီးရဲ့ဆိုင်ကိုသွားပြီးမျက်နှာခွဲစိတ်မှုလုပ်ပေးဖို့ကြိုးစားပါရဲ့ဆိုင်ရှင်ရဲ့ရုပ်ကိုကြည့်ရုံနဲ့အိမ်မဆိုးကြီးမနိုင်တာမို့လို့အဲဆိုင်စီမသွားဘဲနဲ့ရုပ်ဆိုးပန်းဆိုးကြီးဆက်နေရမှာပိုကောင်းပါအောင်မယ်စင်းတို့အတင်းနဲ့မြူရဲ့ဆိုင်ကိုသွားပြီးအောင်မဲခံကြပါရဲ့မြူကြီးပြင်ပေးထားတဲ့မိတ်ကပ်ကြောင့်တစ်ဖွဲ့လုံးကဝိုင်းဟာကြပါရဲ့မြူကြီးလည်းဒေါသဖြစ်သွားပါပြီဆိုင်ပိုင်ရှင်ကလည်းထက်ထွက်လာပြီးတော့မြူကြီးကိုစူငေါက်ပြန်ပါရဲ့ဒီတစ်ခါတော့မြူကြီးကတီးမခံတော့ဘဲနဲ့ရှိတိမြဒေါသရဲ့အကုန်လုံးကိုဆိုင်ပိုင်ရှင်ဘုံပုံချပါတော့ရဲ့စင်းတို့ဖွဲ့ရောမြူကြီးကိုကြောက်လဲကြောက်အားလဲအားပေးခဲ့ကြပါရဲ့မြူကြီးကသူ့ကိုစင်းသဘောကျလာမေးပါရဲ့စင်းကတော့ညမတယောက်သာသဘောကျဖြစ်ကြောင်းပြောပြီးမောင်နှမစုံနဲ့ပြစ်သွင်းလိုက်ပါရဲ့ဒါနဲ့မြူကြီးလည်းစင်းဖက်နှက်ထက်ပြက်လို့ရှိရင်သူပြင်ပေးမယ်လို့ပြောပြီးတော့ရှေလာမြောင်းပေးပေမဲ့မိမနဲ့ပတ်သက်ရင်ဘာမှမသိရဲ့ငနေရဘယ်တော့မှဖက်နှက်ပြက်ကိုမစီးရဘူးဆိုပြီးတော့မြူကြီးကိုစိတ်ပူဖို့ပြောပါရဲ့
နောက်ဆုံးပြိုင်ပွဲအသင်းကိုလည်းရှောင်းလင်ဖွဲ့ရနိုင်သွားအကြောင်းမလို့ဟမ်ရဲ့နတ်ဆိုးဖွဲ့နဲ့ကွင်းထဲမှာတွေ့ရပါပြီဟမ်ကရွှေချောင်းနဲ့တွေ့ပြီးတော့အရင်တစ်ခေါက်ကလိုမျိုးပြိုင်ပွဲမှာမပါဖို့လက်ထိုးပြန်ပါတယ်ရွှေချောင်းကညင်းတော့ဟမ်နဲ့ဒေါသဖြစ်ပြီးတော့ရွှေချောင်းကိုလောဘကြီးလုံးနေရလို့ထင်ပါတယ်ရွှေချောင်းကလည်းလောဘကြီးရင်မဲ့ငွေကိုမဟုတ်ဘဲနဲ့ဟမ်ဖွဲ့စီကနိုင်ငံချန်ပီယံဆုကိုလိုချင်တာဖြစ်ကြောင်းပြောပြီးအပြတ်ချေခဲ့ပါတယ်နောက်ဆုံးပြိုင်ပွဲမှာစခင်မြူဝီကိုစတင်ကတွားတွေ့ပေမဲ့ဆိုင်မှာမြူဝီမရှိတော့ပါဘူးဆိုင်ရှင်ကိုမေးကြည့်တော့မြူဝီကိုအလုတ်ထုတ်လိုက်တဲ့အကြောင်းနဲ့ဒီနောက်ပိုင်းမြူဝီလုတ်တဲ့ပါမုတ်တွေကချင်ပြီးတော့ခါနေကြောင်းပြောပါတယ်စတင်လည်းလက်ကျန်ပါမုတ်တစ်ခုကိုယူပြီးအရသာခံကြည့်ရကနေတစ်ခုခုကိုဒီထားမိသွားပါတယ်စတင်ပြောခဲ့လိုက်တဲ့စကားတွေကြောင့်မြူဝီအသေးကွဲပြီးတော့မုတ်လုံရင်းနဲ့ငိုခဲ့ပုံရပါတယ်ဒီလိုနဲ့နတ်ဆိုးဖွဲ့နဲ့ရှင်ဆိုင်မှုအချိန်ကြာရောက်လာပြီးတော့ပထမဆုအနေနဲ့လေရမယ့်ဆုကိုမြင်တော့ပြုံးမိကြပါတယ်ဒါမဲ့ဟမ်ရဲ့အသင်းကိုအရင်ချိန်မုံဖို့လည်းလိုပါသေးရဲ့အစာပိုင်းမှာပြိုင်ဘက်အသင်းရလူတွေကိုအသာလေးကြော်ဖြတ်သွားနိုင်ပါတယ်စင်ကဘောလုံးကိုဂိုးတဲ့တွင်းချိန်မှာပြဿနာစလာပါတယ်ဂိုးသမားစင်အားနဲ့ကန်တဲ့ဘောလုံးကိုယုံကျင်စရာမကောင်းလောက်လက်တစ်ဖက်ထဲနဲ့ဖမ်းလိုက်ပြီးတော့နောက်ထပ်လက်တစ်ဖက်ကိုဘောင်းမီအိတ်ကတ်ထဲရောက်မှတတရထည့်ထားတော့မှာဘောလုံးကိုပြန်ပေးပြီးတော့စင်ကိုနောက်တစ်ခါကြိုးစားဖို့စိန်ခေါ်ပါတယ်စင်နဲ့လှုပ်ဝက်ကွက်နဲ့ပြန်ဆော်ပေမဲ့ဂိုးသမားလှည့်မြန်လုံးတာကြောင့်ဂိုးမဝင်ခဲ့ပြန်ပါဘူးနောက်တစ်ခါအားပြည့်ထည့်ကန်ပြီးကြိုးစားပေမဲ့ဂိုးသမားလက်နှစ်ဖက်သုံးလိုက်ရရုံပဲရှိပါတယ်ဂိုးမဝင်ခဲ့ပါဘူးဟမ်ကိုကြည့်ပြီးတော့ပျော်နေပါတယ်ပွဲမဆိုင်ခင်ကလေးကသူ့လူကြီးအားတက်အောင်ဆိုပြီးတားမြစ်စေးတစ်မျိုးကိုထိုးထားပေးခဲ့ရပါဂိုးသမားဘောလုံးပြန်ကန်ပေးလိုက်ရကနေဟိုဘက်ရှောင်းလင်ဖွဲရဲ့ဂိုးသမားကိုတက်တက်မှန်ပြီးမှောက်ရက်ပါလဲသွားပါတယ်ဆက်ပြီးတော့ဂိုးသမားကိုပဲဝိုင်းကန်ကန်ထည့်နေရကနေရှောင်းလင်ဂိုးသမားလေးမိုးပေါ်ကပြန်တက်လာပါပြီရှောင်းလင်ဂိုးသမားကိုအဆင်ပြေအောင်ဆောင်ထားပေမဲ့ဘယ်ဘက်လက်ကောတော်တော်လေးထန်ရရသွားပါတယ်ထပ်ပြီးတော့ပြိုင်ဘက်အသင်းကအားပြည့်နဲ့ကန်တဲ့အခါမှာဂိုးသမားလေးနောက်ပြန်မှနေကြသွားပါပဲဒါလည်းမပြီးသေးပဲနဲ့မျက်နှာတက်လာကန်တာကြောင့်ကွင်းနောက်ထိလွင့်ထွက်သွားရပါတယ်ဟမ်ရဲ့ရွေချက်ကတော့ဘောလုံးပွဲနိုင်ဖို့မဟုတ်ဘဲနဲ့တစ်ဖက်အသင်းကိုဒဏ်ရာရအောင်အပီဆိုးပဲဖြစ်ပါတယ်ဒိုင်လူကြီးကိုလည်းလက်ထိုးထားကြမလို့ဘယ်ဒိုင်လူကြီးရမှနတ်ဆိုးတင်းအောင်ဖောင်းနေဆိုပြီးတော့အဝါကတ်အနီကတ်မပြပါဘူးရှောင်းလင်တင်းနဲ့ကွင်းထဲမှာနေစတိုက်ဆော့ခံရပြီးပြပြင်းထန်ဒဏ်ရာရလာပါတယ်ကံကောင်းလို့ဒီထက်မဆိုးလာခင်မှာပဲပထမပိုင်းပြေးသွားပါတယ်နားနေချိန်မှာအရန်တင်းသားအချို့ကအကြောက်လွန်ပြီးတော့ထွက်ကုန်ပါပြီစင်မလဲဒေါသထွက်နေရပြီးတော့သူ့ကိုယ်ပဲရလဲရွှေချောင်းနဲ့ရံနေဖြစ်ကြပါတယ်ထပ်ပြီးတော့ဒဏ်ရာရထက်ရနေမယ်ဆိုရင်ပြိုင်ပွဲရအပေခံရအောင်ပါတတရကိုကအားလုံးရံမဖြစ်ဖို့ပြောပြီးတော့သူဂိုးသမားလုပ်မယ်လို့ပြောပါဝယ်ဂိုးသမားလုပ်ဖို့ကလက်ရှိမှာအန်ဒီရဲ့အများဆုံးပါပဲပထမဆုံးကိုကာဝယ်ပြီးတော့ရှောင်းလင်တရုတ်ပြကွက်နဲ့ကာခဲ့ကြပါသေးတယ်ခဏအတွင်းမှာပဲဘိုးလင်းပြစ်ခံရလို့လွင့်ကုန်ပြီးတော့တစ်ဖက်တင်ကဂိုးသမားကိုပဲဦးတည်တိုက်ခိုက်ကြပါရဲ့တယောက်တလဲစီဘောလုံးနဲ့ဝိုင်းကန်ကြရနေဂိုးသမားလည်းဂိုးပေါက်နဲ့ပို့ပို့နီးလာပြီးအင်ဂျီလည်းမီးကျွမ်းကုန်ပါရဲ့ဒါမဲ့နာကျင်မှုကြားဘောလုံးကိုပြန်ဖမ်းလိုက်ပြီးပြန်ပစ်ပေးလိုက်ပါရဲ့ရှောင်းလင်တို့အဖွဲ့လည်းဘောလုံးကိုတစ်ဖက်အသင်းရဲ့ဂိုးနာထိရအောင်ကြိုးစားပြီးမှဂိုးထဲကိုစင်ကပစ်ကန်လိုက်ပါရဲ့စန့်ကျင်ဘက်နေရာကိုဘောလုံးဝင်သွားရမယ်လေဂိုးသမားလိုက်ဖိုင်းနဲ့ဂိုးတိုင်နဲ့ဝင်တိုက်မိပြီးဘောလုံးနဲ့အပြင်ကိုပြန်ကန်ထွက်လာပါရဲ့ဟမ်ကနောက်ဆုံးကွက်ထုတ်တုံးမှုပြောရတဲ့တစ်ဖက်ကကောင်ကဂိုးသမားစီကိုအားပြည့်နဲ့ကန်သွင်းပါရဲ့ဂိုးသမားဘောလုံးဖမ်းလိုက်နိုင်ပေမဲ့ပြင်းလုံးနဲ့အားကြောင့်မှောက်သွားခဲ့ပါရဲ့အဖွဲဝင်မလုံလောက်တော့အကြောင်းရှောင်းလင်အသင်းနဲ့အပေခံရအောင်ပါပါမျော်လင့်ချက်ကုန်ပြီလို့ထင်လိုက်တော့မှာပဲမြူဝီကတိုးမထင်မှတ်ထားအောင်တဲ့ပုံစံနဲ့ရောက်ချလာပါရဲ့ဂိုးသမားလုပ်မယ်လို့မြူဝီကပြောတော့စင်ကအန်ဒီရဲ့များတာမို့တားပါရဲ့စင်ဖနက်ပြတ်သွားတာကိုမြူဝီကမြင်ပြီးသူထပ်ပြင်ပေးထားတဲ့စတစ်ကာပြည့်နဲ့ဖနက်ဟောင်းကိုပြန်ပေးပါရဲ့ပြီးရတဲ့စတိုင်ပြည့်နဲ့ဂိုးပေါက်စီကိုတွားရက်ပါရဲ့ဒါမဲ့ဂိုးတိုင်နဲ့ဝင်တိုက်ပြီးတော့ရန်နုဂိုးပေါက်ကိုမှားရက်နေရတဲ့တင်မျော်လဲချက်တွေရှီဆုံးမျောကုန်ကြပါပြီမြူဝီလည်းရှက်ရှက်နဲ့ပြန်ပြေးလာပြီးတော့ရှောင်းလင်ဖွဲရဲ့ဂိုးပေါက်စီတွားရက်ပါရဲ့စင်မနိုစီဘောလုံးကန်ပေးပေမဲ့ပြိုင်ပွဲရဲ့6တောက်အောက်ကိုတက်တက်ရောက်သွားတော့စင်မနိုလည်းအသေးပြတ်မသက်အော်ရပြန်ပါရဲ့ဘောလုံးရသွားရဲ့ကောင်ကရှိသမျှအားကုန်မြုပ်နေပြီးတော့မြူဝီစီကိုဘောလုံးပစ်သွင်းပါရဲ့ဘောလုံးမှာပါလာတဲ့စွမ်းရုံမြူဝီကသူ့ရဲ့ရှောင်းလင်တိုင်းနဲ့သူ့စွမ်းရင်ပြေအပိုင်ပြောင်းပြပြီးတော့ဘောလုံးအသာလေးဖမ်းလိုက်ပါရဲ့အသာအရာလေးစော့ပြသွားရဲ့မြူဝီကြောင့်စင်မနိုလည်းတအန်တော်နဲ့အားတက်သွားရပါရဲ့စင်မနဲ့ဂုံယူမဆုံးတဲ့မြူဝီကိုကြည့်မိပြီးမြူဝီကလည်းကြီးနုနဲ့ပြန်ပြုံးပြပါရဲ့ကြည်နုနေရာကိုတခန်းရက်ပြီးမြူဝီကဘောလုံးကိုပြန်ပေးပါရဲ့စင်မလည်းရှိသမျှအားကုန်သုံးပြီးနောက်ဆုံးတစ်ချက်အနေနဲ့ပြန်ကန်ထည့်ပေးလိုက်ရတာနေအားပြင်းလုံးလေးစင်နှမောင်းမှာဖြစ်ပြီးတစ်ဖက်ကကောင်တွေကိုရှင်းပေးလိုက်နိုင်ပါရဲ့အရှုံးကိုလက်မခံတဲ့ဟမ်ကဒေါသကြီးထတောင်းချမ်းရာကနေခြေချော်ပြီးတော့အောက်ကိုပြုတ်ကျသွားပါရဲ့စင်မနိုဖွဲ့လေအောင်ဝဲခံရင်စင်မနဲ့မြူဝီတို့အကြည့်ဆိုင်နေချိန်ဟမ်ကိုအဖွဲကိုတရားမဝင်ဆေးရည်ထိုးပေးရတဲ့အတွက်ထောင်ကျသွားပါတော့ရဲ့ရက်တွေကြာမင်းလာရင်ပဲစင်မကတော့မြူဝီတူ့အတွက်ပြင်ပေးထားတဲ့ဖနက်ဆုပ်ကိုပဲစီးပြီးအပြေးလေးချင်နေခဲ့ပါရဲ့ဇလန်းစားမှာတွေ့ခဲ့တဲ့မိန်းကလေးဟာလေဒီတစ်ခေါက်မှာချော်လဲသွားရင်ပဲတဝက်လောက်မှာကွန်ဖူးကိုတုံးပြီးအသားအရထိမ့်လိုက်တာကိုတွေ့ရမှာပါလူတော်များတိုးနေစဉ်ဘဝမှာကွန်ဖူးကိုတုံးနေရကိုတွေ့ရအကြောင်းစင်မလဲပြောမိပါရဲ့နောက်ဆုံးမှာလူသူကြားမှာကွန်ဖူးတိုင်းပညာနာမည်ကြီးအောင်သူအောင်မြင်နဲ့ဆောင်ရွက်နိုင်ခဲ့ဇလန်းလေးနဲ့အဆုံးသတ်သွားပါပဲနောက်ထပ်ဘလို့စိတ်ဝင်စားကြကောင်းတဲ့ weekend လေး movie လေး series လေး story game လေးစက်ကြည့်ခြင်းနဲ့ comment မှန်းခဲ့ကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ် like and subscribe လေးကူညီပေးကြပါအောင်ကျွန်တော်ဆက်မှတ်ပါ